ဒီလူဟာအကြောင်းတွေနဲ့မတည့်ပါဘူးဒါပေမဲ့သူ့ရဲ့လက်ရှိရေးစားကဒီအကြောင်းကိုဘာမှမသိဘူးသူမကတော့ကြောင်လေးတစ်ကောင်နဲ့အတူအိမ်မှာအတူနေဖို့ပြင်ဆင်နေတာပါဒီချက်ကသူ့ကိုအရန်စိတ်နှောက်ယှက်ဖြစ်စေပါတယ်အဲ့ဒီအချိန်မှာသူကသူ့ရဲ့ရေးစားဟောင်းကိုတတိယသွားပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ရေးစားဟောင်းကသူ့အတွက်သူမနဲ့တော်ကြာမွေးထားတဲ့ချစ်စရာကြောင်လေးကိုတောင်ဆွတ်လွတ်ခဲ့လိုက်လို့ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကအဲ့ဒီလောက်ချစ်တတ်တဲ့ရေးစားဟောင်းကိုဒီလူကသူ့လက်နဲ့ကိုယ်တိုင်ဆုံးရှုံးလိုက်ရတာတကယ်တော့လွန်ခဲ့တဲ့3နှစ်ကဒီလူဟာဆိုးရွားတဲ့ကားအက်ဆီဒင့်တစ်ခုဖြစ်ခဲ့ပါတယ်အခြေအနေကတော်တော်ဆိုးရင်ရပြီးတစ်သက်လုံးသတိမေ့နေလိမ့်မယ်လို့ဆရာဝန်တွေကထင်ခဲ့ကြတယ်ဒါပေမဲ့သူ့ရဲ့ရေးစားအနန္ညာကတော့အရှုံးမပေးခဲ့ပါဘူး။သူမကနေရောညပါသူ့ကိုပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။သူ့ကိုဂရုစိုက်လုံးလို့သူမကိုယ်တိုင်ရထားတဲ့ဒဏ်ရာတွေကိုတောင်တေချာမကူတာခဲ့ပါဘူး။အဲဒါကြောင့်သူမဟာသူမရဲ့လက်တစ်ဖက်ကိုအမြဲတမ်းအတွက်ဆုံးရှုံးလိုက်ရပါတယ်။ဒါပေမဲ့သူမရဲ့စူးစမ်းမှုကအရာထင်ခဲ့ပြီးဒီလူဟာအံ့ဖွယ်နည်းနဲ့တတိပြန်ရလာပါတယ်။ဒါပေမဲ့ပျော်ရွှင်မှုကကြကြမခံခဲ့ပါဘူး။ဘာလို့လဲဆိုတော့တတိယလာတဲ့အခါဒီလူကမှတ်ဉာဏ်တွေပျောက်ဆုံးနေတာကိုသိလိုက်ရပါတယ်။ထူးဆန်းတာကသူကအရာအလုံးကိုမှတ်မိနေတယ်သူ့ကုမ္ပဏီသူ့အမေနဲ့သူ့ညီမလေးအကြောင်းအလုံးကိုမှတ်မိနေပါတယ်။ဒါပေမဲ့တယောက်တည်းကိုပဲမိသွားတာ။အဲ့ဒါကတော့သူ့အတွက်သုံးနှလုံးလုံးဒုက္ခတွေကိုအတူခံစားပေးခဲ့တဲ့ကောင်မလေးပါ။အနန္ညာကတော့အရန်ကိုစိတ်ပြတ်သွားပေမဲ့သူမအရှုံးမပေးခဲ့ပါဘူး။သူတို့နှစ်ယောက်မင်္ဂလာဆောင်ဖို့ရည်ရွယ်ထားတဲ့အိမ်ကိုသူမကသူ့ကိုခေါ်သွားပါတယ်။ဒီအိမ်ထဲကပစ္စည်းတိုင်းကိုသူတို့နှစ်ယောက်အတူတူဝယ်ခဲ့ကြတာလို့ပြောပြပါတယ်။သူတို့ခရီးထွက်ခဲ့တဲ့တပ်ပုံတွေကိုပြပြီးအမတ်တရားတွေကိုပြန်တတိယအောင်စူးစမ်းခဲ့ပေမဲ့ဘာမှအလုံးမဖြစ်ခဲ့ပါဘူးဒီလူကတော့အနန္ညာကိုလိန်ညာပြီးအထောက်ထားတွေလုပ်ပြီးသူ့ကိုလှည့်ဖျားဖို့စူးစမ်းနေတဲ့အစီအကံမလို့ပဲထင်နေပါတယ်အဲ့ဒီအချိန်မှာပဲသူ့အမေနဲ့ညီမလေးရောက်လာခဲ့ပါတယ်အမေဖြစ်သူကအနန္ညာဟာသူ့ရဲ့3နှစ်ကြာရေးစားတယ်မကပဲသူ့အသက်ကိုကယ်ခဲ့တဲ့စစ်ဆက်ထားသူဖြစ်ကြောင်းပြောပြပေမဲ့လည်းဒီလူကမယုံကြည်ခဲ့ပါဘူးသူ့အမေကကောင်မလေးတစ်ယောက်နဲ့အတင်းလက်ထပ်ပေးဖို့စူးစမ်းနေတယ်လို့ပဲထင်နေပါတယ်သူဟာအနန္ညာကိုပို့ပြီးတော့တောင်စိတ်ပြက်လာတယ်သူမနဲ့တစ်စက္ကန့်တောင်အတူမနေချင်တော့ပဲအိမ်ကနေထွက်သွားခဲ့တယ်ဒီလောက်တွေဖြစ်ပျက်နေတာတော့အနန္ညာကနောက်မဆုတ်ခဲ့ပါဘူး။တနေ့မှာဒီလူကသူမကိုပြန်ချစ်လာလိမ့်မယ်လို့သူမယုံကြည်နေသေးပဲ။သူမကအရင်ကထပ်ပိုးပြီးသူ့ကိုဂရုစိုက်ပေးခဲ့ပါတယ်။ဒါပေမဲ့3နှစ်ထပ်ကြာသွားတဲ့အခါမှာလည်းဒီလူရဲ့သဘောထားကသူမပုံမှာပို့ပြီးတော့ဆိုးရွားလာတယ်။တနေ့မှာတော့သူကဒေါသတကြီးနဲ့သူ့ဖက်နှက်ကိုတောင်သူ့မစီကိုပစ်ပေါက်လိုက်ပါတယ်။သူ့ရဲ့ကြောပြင်ကြီးထွက်သွားတာကိုကြည့်ပြီးအနန္ညာရဲ့နှလုံးသားကလုံးဝကိုကွဲအပ်သွားတယ်။သူမအရန်ပင်ပန်းနေပြီးဒါပေမဲ့နောက်ဆုံးတစ်ခေါက်ထပ်ပြီးအခွင့်အရေးပေးဖို့ဆုံးဖြတ်လိုက်တယ်။နောက်တနေ့မှာတော့ဒီလူရဲ့ကုမ္ပဏီပါတီပွဲရှိပါတယ်။စင်ပေါ်မှာသူကအားလုံးကိုကျေးဇူးတင်စကားပြောကြပြီးသူ့အတွက်တိတ်တဆိတ်အများကြီးလုပ်ပေးခဲ့တဲ့အမျိုးသမီးတစ်ယောက်ကိုကျေးဇူးတင်ခြင်းတယ်လို့ပြောပါတယ်။အနန္ညာရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝဲလာပြီးဒီလူကအရာအားလုံးကိုပြန်မှတ်မိသွားပြီလို့သူမထင်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲဒီလူကရီယာဆိုတဲ့ကောင်မလေးကိုစင်ပေါ်ခေါ်လိုက်ပြီးသူမဟာသူ့ရဲ့ချစ်သူဖြစ်ပြီးသူမနဲ့ပဲလက်ထပ်မယ်လို့အားလုံးရှေ့မှာကြေညာလိုက်တယ်။ဒါကိုကြားလိုက်ရတဲ့အခါအနန္ညာရဲ့တီးခံနိုင်စွမ်းတွေကုန်ဆုံးသွားတယ်။သူမစင်ပေါ်တက်ပြီးသူ့ကိုမေးခွန်းထုတ်ပါတယ်။သူမကသူ့အတွက်အရာရာစတေးခဲ့တာကိုဘာလို့ဒီလိုလုပ်ရတာလဲလို့မေးပါတယ်။ဒါပေမဲ့ဒီလူကသူမကိုရရဆက်ဆက်တွန်းထုတ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲအနန္ညာရဲ့အတုတက်ထားတဲ့လက်ကပြုတ်ထွက်သွားပြီးအားလုံးရှေ့မှာရှက်စရာဖြစ်သွားခဲ့တယ်။ဒီလူကတော့အနန္ညာကိုလှည့်မကြည့်ပဲရီယာနဲ့အတူထွက်သွားပါတယ်။အဲ့ဒီအချိန်မှာပဲအနန္ညာရဲ့နှလုံးသားထဲမှာကြန့်ရှိနေတဲ့အချစ်တွေအားလုံးကုန်ဆုံးသွားပါတော့တယ်။သူမကဒီလူကိုသူမရဲ့နှလုံးသားထဲကနေအမြဲတမ်းအတွက်ထုတ်ပစ်လိုက်တယ်။နောက်တစ်နေ့မှာတော့သူကရီယာကိုအိမ်ကိုခေါ်လာပါတယ်။ဒါပေမဲ့အိမ်ထဲကပစ္စည်းတွေအားလုံးမရှိတော့တာကိုတွေးလိုက်ရတဲ့အခါဒါဟာအနန္ညာရဲ့အကွက်တွေလို့သူထင်နေသေးပါ။ဒါပေမဲ့အိမ်ကိုပြန်လည်ပြင်ဆင်တဲ့အခါမှာတော့သူ့ရဲ့မှတ်ဉာဏ်တွေကတဖြည်းဖြည်းပြန်လာပါတယ်။အနန္ညာကပျော်ပျော်ရွှင်ရွှင်နဲ့အိမ်ကိုပြင်ဆင်ပေးခဲ့ပုံသူ့အတွက်ကြောင်လေးကိုတောင်ဆုံးလုပ်ခဲ့ပုံသူ့အတွက်တီးတန့်ကလတ်ထိုင်လုပ်ပေးခဲ့ပုံတွေကိုပြန်သတိရလာပါတယ်။ဒီမှတ်တရတွေကသူ့ကိုနှိမ့်ဆက်နေတဲ့အချိန်မှာပဲသူ့ညီမစီကဖုန်းလာပြီးအနန္ညာပျောက်ဆုံးနေကြောင်းပြောပြပါတယ်။သူကတော့ဒါဟာသူ့ကိုဆွဲဆောင်ဖို့လုပ်နေတာလို့ပဲထင်နေသေးပါ။သူကိုယ်တိုင်မှန်ကန်ကြောင်းသက်သေပြဖို့အတွက်သူကရီယာနဲ့အတူညစာစားဖို့ထွက်သွားခဲ့တယ်။ဒါပေမဲ့ရီယာရဲ့ရည်ရွယ်ချက်ကတခြားတစ်ခုဖြစ်နေပါတယ်။